တဘာဝတယံဇာတာလုံးဝမရှိပဲရေးနဲ့ရေနံလက်မထွက်တဲ့တဲကန်တာလာနိုင်ငံလေးဟာဂျပန်နဲ့ဥရောပနိုင်ငံအတော်များများတဲ့တောင်ဘလို့လုပ်ပြီးပိုချမ်းသာနေရတာလဲအစ္စရေးနိုင်ငံဟာတဘာဝတယံဇာတာလုံးဝမရှိတဲ့တဲကန်တာလာအလဲကနိုင်ငံလေးတစ်ခုပါရေလဲမရှိသလိုရေနံလည်းမထွက်ပါဘူးဒါပေမဲ့အစ္စရေးရဲ့တူးကျ GDP ဝင်ငွေဟာဂျပန်နိုင်ငံထက်တောင်ပိုများပြီးဥရောပကနိုင်ငံအတော်များများထက်လည်းပိုတာပါတယ်ဒီနိုင်ငံဟာရန်သူတွေဝိုင်းနေတဲ့ကြားကဘလို့ရှင်းထန်နေတယ်လဲတဲကန်ဒါရာကို startup တွေရဲ့နယ်မြေအဖြစ်ဘလို့ပြောင်းလဲပစ်ထည့်တယ်လဲဆိုတာအင်မတန်စိတ်ဝင်စားဖို့ကောင်းပါတယ်လူဦးရေ10 သန်းပဲရှိတဲ့ဒီနိုင်ငံဟာ Nasdaq Stock ဈေးကွက်မှာတောင်ကိုရီးယားထက်တောင်ကုမ္ပဏီအရေးအတွက်ပိုများပါတယ်ဒုတိယကမ္ဘာစစ်အပြီး1948ခုနှစ်မှာဂျူးလူမျိုးတွေဟာတဲကန်ဒါရာနဲ့ကြောက်ခဲရီပဲရှိတဲ့သူတို့ရဲ့ဇာတိမြေကိုပြန်လာပြီးနိုင်ငံသစ်တည်ထောင်ခဲ့ကြပါတယ်အဲ့ဒီအချိန်မှာသူတို့စီမှာရေလဲမရှိအရင်မြစ်လဲမရှိအိမ်နီးချင်းတွေကလည်းရန်သူတွေကြီးပါပဲဒါပေမဲ့အစ္စရေးအစိုးရဟာတဘာဝတယံဇာတာတွေထက်လူကိုပဲအဓိကယင်းနှိမ့်မြုံနှံပြီးနိုင်ငံတည်ဆောက်ခဲ့ပါတယ်သူတို့ဟာတဲကန်ဒါရာအထက်မှာတစ်ပင်တွေစိုက်တယ်မြေအောက်ရေစနစ်တွေတည်ထွင်တယ်အစက်ချရေသွင်းစနစ် drip irrigation ကိုဖန်တီးခဲ့ကြပါတယ်အခုဆိုရင်အစ္စရေးဟာစိုက်ပျိုးရေးထွေကုန်တွေကိုကမ္ဘာအနှံ့တင်ပို့ရောင်းချနေနိုင်ပါပြီမင်းမှာဘာမှမရှိရင်ဦးနောက်ကိုသုံးရမယ်ဆိုတာအစ္စရေးတို့ရဲ့အဓိကခံယူချက်ပါအစ္စရေးရဲ့အောင်မြင်မှုနောက်ကွယ်မှာပညာရေးနဲ့စစ်တပ်ဟာအရေးပါတဲ့အခန်းကဏ္ဍမှာရှိပါတယ်ကလေးတိုင်းဟာပညာကိုအပြင်းထန်သင်ယူရသလိုလူတိုင်းစစ်မှုထမ်းရပါတယ်အစ္စရေးစစ်တပ်ဟာတနတ်ပစ်တင်တဲ့နေရာတွေမဟုတ်ပဲကမ္ဘာအဆင့်မြင့်နည်းပညာတက်ကူတို့တခုလိုပါတယ်ဥပမာ Unit 8200 လို့စိုင်းပါ unit မျိုးတွေဟာ startup ပေါင်းများစွာရဲ့မွေးထွေးရာနေရာထိခဲ့ပါတယ်Waze, Mobile Eye, Checkpoint, ICU စတဲ့ကမ္ဘာကျော်ကုမ္ပဏီတွေအားလုံးဟာအစ္စရေးစစ်တပ်နည်းပညာ unit ကထွက်လာသူတွေတည်ထောင်ခဲ့တာဒီပါနောက်ထပ်အရေးကြီးတာတစ်ခုက Checkspa လို့ခေါ်တဲ့သူတို့ရဲ့ယဉ်ကျေးမှုပါဒါဟာမကြောက်မရွက်ရဲရဲဝံ့ဝံ့ရှိတာဆရာကိုလည်းပြန်ရင်းရတာအမှန်တိုင်းပွင့်ပွင့်လင်းလင်းပြောဆိုတာနဲ့ကြာရှုံးမှာကိုမကြောက်တာကိုဆိုလိုပါတယ်ကလေးတွေဟာဆရာနဲ့ငင်းကုန်ဆွေးနွေးဟိုတင်ယူခဲ့ရတယ်လို့ကုမ္ပဏီတွေမှာလည်းဝန်ထမ်းတွေဟာအချက်လူကြီးနဲ့လွတ်လွတ်လပ်လပ်ငင်းကုန်နေပါတယ်ဒီလိုလွတ်လပ်တဲ့အတွေးခေါ်တွေကြောင့်ပဲ startup တွေအများဆုံးထွက်ပေါ်လာပြီး startup nation လို့အမိတွဲလာတာပါအစ္စရေးရဲ့စီးပွားရေးကိုကြည့်ရင်2023ခုနှစ်မှာတဦးကျ GDP ဟာဒေါ်လာ98,290 အထိရှိပါတယ်အစိုးရဟာ1993ခုနှစ်ကတည်းက Yosma program လိုမျိုးအစိုးရနဲ့ပုဂ္ဂလိကပူးပေါင်းပြီးအရေးနှီးထောက်ပံ့ပေးတဲ့စနစ်တွေကိုတည်ထောင်ခဲ့ပါတယ်ဒါအပြင်အစိမ့်မြင့်နည်းပညာတွေ software တွေစိုင်းပါလုံခြုံရေးနဲ့လက်နက်တင်ပို့မှုတွေဟာအစ္စရေးစီးပွားရေးရဲ့အဓိကမောင်းနှင်အားတွေပါထိုင်းနိုင်ငံနဲ့ပတ်သက်တဲ့အငင်းပွဲရာတစ်ခုကိုလည်းဒီဗီဒီယိုမှာဖော်ပြထားပါတယ်အစ္စရေးခရီးသွားတယောက်ကထိုင်းနိုင်ငံကကဖေးဆိုင်တစ်ခုမှာငါးပိတ်ဆိုင်တွေကမင်းတို့နိုင်ငံကိုတီးဆောက်ဖေးထားတာလို့ပြောခဲ့တဲ့ကိစ္စပါကိန်းဂဏန်းတွေရာ2025ခုနှစ်မှာအစ္စရေးခရီးသွား3500ခန့်ထိုင်းကိုလာရောက်ဖို့ရှိပြီးအမေရိကန်ဒေါ်လာ815 သန်းလောက်ထိဝင်ငွေရရှိအောင်ဖန်တီးပေးနိုင်တယ်လို့ခန့်မှန်းထားပါတယ်။အစ္စရေးခရီးသွားကြောက်ရဲ့ပြန်မြအသုံးငွေဟာဒေါ်လာ2300ဝန်းကျင်ထိရှိပါတယ်။ဒါကြောင့်သူတို့ဟာအရေးသွေးမြင့်ခရီးသွားတွေထိပေးမိုက်ဒေသတရာယဉ်ကျေးမှုနဲ့စီကံတွေကိုလေးစားဖို့ကတော့အရေးကြီးပါတယ်။နေကုန်းချုပ်ရရင်အစ္စရေးဟာပိတ်ဆိုင်ချမ်းသာတာထက်အတွေးခေါ်နဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာမှာပိုပြီးချမ်းသာတဲ့နိုင်ငံပါ။ဘာမှမရှိတဲ့တဲကန်ဒါရာထဲကနေကမ္ဘာနည်းပညာဗဟုချက်ဖြစ်အောင်လုပ်နိုင်ခဲ့တဲ့သူတို့ရဲ့ကြိုးစားမှုဟာအတူယူစရာပါပဲဗဟုသုတအသစ်တွေကိုအစင်အမြန်လေ့လာနိုင်ဖို့ Knowledge Box မြန်မာကို follow လုပ်ထားလိုက်ပါ